ဒါလေးကတော့ network cable tester လေးဖြစ်ပါတယ်သူ့ရဲ့ဘယ်ဘက်မှာ power on off clock လေးပါတယ်ပြီးရင်သူ့ရဲ့ထိပ်ဘက်မှာတော့လမ်းပေါက်တွေပါတယ်ဒီလမ်းပေါက်ထဲမှာလမ်းကြိုးကောင်းတစ်ခုထည့်မယ်ဒီလမ်းပေါက်ထဲမှာလမ်းကြိုးကောင်းတစ်ခုထည့်မယ်ထည့်ပြီးအဲ့ကြိုးကိုရမရစစ်ပါမယ်အခုကျမတို့လမ်းကြိုးကောင်းတစ်ခုယူလိုက်မယ်ဒီကောင်လေးကိုလှည့်လိုက်မယ်လှည့်ပြီးရင်ဒီဘက်ကအပေါက်လေးမှာလမ်းကြိုးကောင်းတစ်ခုတက်လိုက်မယ်ပြီးရင်ကျန်တဲ့တစ်ဖက်မှာလမ်းကြိုးပေါင်းခုတက်လိုက်မယ်ဒါတပင်နဲ့ရဲ့လမ်းကြိုးကောင်းတွေဖြစ်တယ်ပြီးရင်ကျမတို့ဒီဘက်က power clock လေးကိုဖွင့်လိုက်မယ်ကြိုးတွေစစ်ပါမယ်ရှင်ဒီလမ်းကြိုးကကြိုး10ပင်ပါတဲ့လမ်းကြိုးလေးဖြစ်ပါတယ်1 2မှာပြဿနာရှိနေတယ်ဒီလမ်းကြိုးကတော့ကြိုးတစ်ခုခုတပင်ပဲလွတ်နေတဲ့လမ်းကြိုးလေးဖြစ်သွားပြီနှစ်မှာအာရရှိရယ်လေးမှာလည်းအာရရှိရယ်โอเคဒီကြိုးလေးကျမတို့စစ်ရပါမယ်ရှင်ဒီလိုဆိုရင်ဒီကြိုးကအသုံးပြုလို့မရသေးပါဘူးရှင်